ဝမ်းတလုံးကောင်းခေါင်းမခဲဘူးမှန်တယ်လူတစ်ယောက်မှာကျန်းမာရေးကောင်းဖို့အရင်အရေးကြီးပါတယ်ကျန်းမာရေးကောင်းမှာသွားနိုင်မယ်လာနိုင်မယ်စားနိုင်မယ်ဒီကျန်းမာရေးဆိုတာအကုန်လုံးဆက်ဆက်ရပါပြီးသားပေါ့နော်ဥမာသွားမကောင်းရင်လည်းစားစရာရှိရင်လည်းအဆင်မပြေဘူးပေါ့နော်ကိုကအလုပ်လုပ်စရာရှိရင်ခေါင်းကိုက်နေလို့နေမကောင်းလို့ဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကျန်းမာရေးကို view site ပေးရတယ်အဲ့ဒီကျန်းမာရေးကောင်းဖို့အတွက်ဘာအဓိကကြတာလဲကျန်းမာရေးအတွက်ဘာကအဓိကအကြဆုံးလဲဆိုရင်အစားကိုနဲ့မတည့်တဲ့အစားအသောက်လေးတွေမစားဖို့ပေါ့နော်ဒါပေမဲ့တချို့တွေကပြောကြတယ်စားမှာပဲဘယ်နည်းတင်လဲမသိဘူးအသက်ရှင်လုံးမှာပဲစားရတာဖြစ်ချင်တာဖြစ်ပြင်ခံလိုက်မယ်ပြင်ကိုရှာထားတဲ့ပတ်စံတွေဆေးရုံတော့ပို့လိုက်မယ်ဟုတ်တယ်နော်အဲ့တော့လူဖြစ်ရကျိုးနေတာမနှက်ဘူးလေအဲ့တော့ကိုနဲ့ကိုကြိုက်တာစားချင်တာစားပြီးရင်တော့ကိုအတွက်ကိုကျမရဲ့အတွက်ပြန်ပြီးမှ balance ဖြစ်အောင်ညှိပေးတယ်တခုရှိရပြောပြမယ်အဲ့ဒါဘာလဲဆိုရင် coffee လေးပါဒီ coffee လေးကလေအရင်ကောင်းတာဘလို့ကောင်းလို့ကောင်းမှန်းမသိဘူးဒီထက်ကောင်းတဲ့အရာလေးတွေရှိရင်တော့မှလေတူလောက်မကောင်းဘူးဘာလို့လဲဆိုရင်ချက်ခေါင်းအရန်ကြိုက်တယ်ကြိုက်တာမှအရန်ကြိုက်တာဘလို့မှနေလို့မရအောင်ဒီ coffee လေးကိုတောက်လိုက်တာလေ10မိနစ်လောက်ပဲကြာတယ်လုံးဝအကောင်းတိုင်းဖြစ်သွားတယ်တကယ်ကိုနော်ကိုတွေ့ပြီးတော့ဟိုအရင်နေတော့ကပေါ့နော်ဝမ်းအရန်ချုပ်တယ်ဝမ်းချုပ်တာမှလေလက်ကောင်းတွေပါဖြစ်လာတယ်နောက်ဆက်တွဲပေါ့နော်အဲ့တော့အမြဲတမ်းကြော့ပေါ့နော်ဒီလိုအိမ်သာသွားတဲ့ခါတိုင်းပေါ့နော်အမြဲတမ်းတွေးပါတယ်အဲ့လိုမျိုးရက်စညရပေါ့နော်အိမ်သာတွားရမှာတော့ကြောက်လာတဲ့အထိပဲပေါ့နော်တခြားစိတ်လည်းတောက်ပါတယ်သူများဘိုင်ပြောဘလုံးညွန့်အမြဲတမ်းကိုကလိလာတာပေါ့နော်ဘာတောက်ရမလဲဘာလုပ်ရမလဲဆိုတော့အဲ့လိုမျိုးတွေတောက်တိုင်းလဲလုံးဝအဆင်မပြေခဲ့ပါဘူးဒါပေမဲ့ဒီ coffee လေးကိုတောက်ပြီးနောက်ပိုင်းမှာစောနာပြောတဲ့အရာလေးတွေလုံးဝမရှိတော့ဘူးပေါ့ပလေးပဲလက်ကောင်းလဲဘယ်ပြောက်တော့မဲမတူတကယ်ပြောရနော်တကယ်ပြောရနော်ဒါပဲလားဆိုရင်မကောက်ဘူးအတဲယောက်ျားလေးတော်တော်များများမိန်းကလေးလည်းရှိပါတယ်ဝိုင်တောက်တာတို့အရက်တောက်တာတို့ရှိရလေချုံမိန်းကလေးကြိုက်တယ်လေယောက်ျားလေးကတော့ဒါတို့အတွက်ကတော့အရက်ဘီယာတောက်တို့အတွက်ခက်မိလေပေါ့နော်ဒါပေမဲ့မိန်းကလေးတွေကလည်းတချို့တွေကလည်းခက်မိချင်တော့တောက်ကြတယ်အဲ့လိုတောက်တာတော့ဟုတ်ပါပြီအတဲကိုတွားထိတယ်အတဲ6တာတို့ဘီပိုးစီပိုးအဲ့ဒါတောက်လို့ဘီပိုးစီပိုးဖြစ်တာတော့မဟုတ်နော်အတဲ6မယ်ပြီးတော့အတဲအစီဖုံးမယ်အတဲနဲ့ပတ်သက်တဲ့ယောဂါတွေပေါ့နော်အဲ့လိုဖြစ်လာတဲ့ခါကျရင်လူကအသက်တုတ်လာတော့မယ်အဲ့တော့ဒီ coffee လေးကိုတောက်ပါဒီဘီပိုးတို့စီပိုးတို့ဆိုရင်ဘယ်လိုလက္ခဏာအခြေအနေတွေမှာဖြစ်တတ်လဲဆိုရင်ပြောပြတတ်လဲပေါ့နော်ဟိုမှာအင်ပြန်ထတာတို့ပေါ့နော်အင်ပြန်ထတာတို့ရာချီဖြစ်တာတို့ရားတာတို့အဲ့လိုမျိုးအခြေအနေတွေဆိုရင်တချို့တွေကဘာအစားနဲ့မတည့်တာတို့ဘာတို့ဆိုတာပေါ့နော်ပြောကြတယ်ဒါပေမဲ့ကွာတွားစစ်ကြည့်လိုက်ပါလေရှိလေအမြဲတမ်းရားနေတယ်အလက်ချစ်ဖြစ်နေတယ်ဘာစားလည်းမပြောက်ဘူးဆိုရင်တော့ကိုယ့်ရဲ့အတဲမှာတစ်ခုဖြစ်နေပြီဆိုတာကိုတိထားလိုက်တော့အဲ့တော့ဒီ coffee လေးကအတဲနဲ့ပတ်သက်တာတွေမှန်နှများသူ short ချပေးပါတယ်အမြဲတမ်းတောက်သွားမယ်ဆိုရင်တော့ပျောက်ချင်တယ်ပျောက်သွားမှာပေါ့နော်ပြီးတော့ဒါပဲလားမကောက်အောင်နော်ကင်ဆာအခုခေတ်အစားအစာတွေကတချို့တွေဆိုရင်တီးရွက်လုံးဝမကြိုက်ကြဘူးတီးရွက်တွေရှိတဲ့သမင်းဝိုင်းဆိုရင်စားမဝင်ဘူးအော်ဂလီဆန်နယ်ဆိုတော့သူများတင်ထားပြောတာနော်ကိုကကြတော့ငငယ်ကလေးကအတီးရွက်ရမ်းကြိုက်တယ်အရမ်းကြိုက်ပြီးမှစင်ချင်လာတာတော့မှလေကိုမရှိဘူးလို့မပြောနိုင်ပေါ့နော်အဲ့တော့အခုခေတ်စားစာတွေကလည်းဓာတုနဲ့မကင်းဘူးပေါ့နော်ဓာတုနဲ့မကင်းတာဖြစ်တဲ့အတွက်ဒီ coffee လေးကိုတောက်ပါဒီ coffee လေးကိုဘာကြောင့်ညောင်းရလဲဆိုရင်မချပါတယ်ဂျပန်နိုင်ငံကလူမျိုးတော်တော်များများမချကိုတောက်ကြတယ်မချကိုလက်ဖက်ရည်ချမ်းနေနဲ့တောက်ကြတယ် coffee နေနဲ့တောက်ကြတယ်တချို့ရကြတော့ coffee ထည့်တယ်နွားနွေလည်းထည့်တယ်တောက်ကြတယ်ပေါ့နော်အများကြီးပဲပေါ့နော်တောက်ချင်တဲ့ဟာတွေကိုလည်းတောက်ကြတယ်တီးတန့်တောက်တာလည်းရှိတယ်ဘာကောင်းလဲဆိုရင်သူကကျန်းမာနှုတ်ပြိုတက်ရှည်စေတယ်ပြီးတော့ဒီတော့လည်းထည့်ထားတယ်ဒီတော့ကကြတော့အစာအိမ်ထဲမှာရှိတဲ့အပူအပုတ်တွေအစိတ်အတောက်တွေကိုသူကဖယ်ရှားပေးတယ်အစာကိုလည်းခံစားရတဲ့အတွက်ဝမှာကြောက်တက်တဲ့သူတွေဆိုရင်ဒီ coffee လေးကိုတောက်ပါလို့ညွှန်ချင်ပါတယ်သူကကြတော့တပူးထဲမှာဆိုရင်10ထုတ်ပါတယ်ဟောဒီလို10ထုတ်ဟိုမှာပေါင်120အောက်ပဲဆိုရင် weight ထိချင်တယ်ဆိုရင်ချဲဆိုရင်တော့ဒါမနေ့တိုင်းတစ်ထုပ်တောက်တယ်ကျမရင်းနေအတွက်လည်းတောက်တယ်ကိုယ့်ရဲ့ဒီဥမာကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာဟိုကင်ဆာဖြစ်မှာကြောက်တယ်လေပြီးတော့ခေါင်းကိုက်တာတို့ဝမ်းချုပ်တာတို့အဲ့လိုဖြစ်မှာလဲကြောက်တယ်လေအဲ့တော့တရက်တစ်ထုပ်တောက်ပါတယ်ဒါကတော့ weight ထိတာလဲပါလို့ကျမရင်းအတွက်လည်းကောက်ွယ်ပြီးသားဖြစ်တယ်ပေါ့နော် weight ကျချင်တဲ့လူချချင်တဲ့လူတွေအတွက်ကြတော့တရက်ကို2ထုပ်တောက်ပေးရမယ်နော်မနေ့ပိုင်းကိုတစ်ထုပ်တောက်မယ်တောက်လို့ရှိရင်တော့မချင်တဲ့တောက်ချင်တယ်ဆိုရင်မှာလို့ရတယ် profile မှာ phone number ရှိတယ် Viber လာမေးလဲရပါတယ်ဖုန်းဆက်ပြီးတော့မေးလို့လည်းရပါတယ်တရက်2ထုပ်3ထုပ်တောက်လို့ရပါတယ်ချို့တွေမရတဲ့ဒီ coffee လေးကိုတောက်ပြီးတော့ရင်နဲ့အိတ်လို့ရလားရင်တုံလားနှလုံးတုံလားမေးကြတယ်ရင်လည်းမတုံပါဘူးနှလုံးလည်းမတုံပါဘူးအိတ်လို့လည်းအရန်ကောင်းပါတယ်ပြီးတော့ခါတာပေါ့လူတွေတော်တော်များများမကြိုက်တဲ့အရာဆိုရင်ကိုယ့်အတွက်ကျမရဲ့အထောက်အကူပြုတယ်နော်
ဒါပေမဲ့ဒီ coffee ကခါတယ်ဆိုပေမဲ့ခါစိတ်လေးအချိုနဲလေးပဲပါတယ်အဲ့ဒီအချိုကလည်း brown sugar ကိုပဲတုံထားတာဖြစ်တဲ့အတွက်ကျမကြီးတကြားဖြစ်တယ်ပေါ့နော်အဲ့တော့စိတ်ချလက်ချတောက်လို့ရပါတယ်ဇီးချိုတွေးတိုးနှလုံးတွေးကြတမိုင်းလည်းတောက်လို့ရပါတယ်ဒီပြန်ရောင်းချချင်တဲ့သူတွေအတွက်ဆိုရင်လည်းဒီ coffee လေးကအရန်ကိုလူသားအတွက်အကျိုးပြုတာဖြစ်တဲ့အတွက်ရောင်းမယ်ဆိုရင်လည်း10ဘူး50ကနေလက်ကားပေးပါတယ်အိမ်ရောက်ဝင်ချင်တဲ့မြို့နယ်ပေါင်း300ကျော်ပို့ပေးတယ်နော်ပြောပြအောင်မယ်ဒီ coffee ကဘာ coffee လဲဘယ်ကထုတ်တဲ့ coffee လဲဆိုရင်ရွာငံ coffee စစ်ပါရွာငံ coffee ကိုမှ matcha detox ထည့်တွင်းပေါင်းစပ်ထားတာပါ3မျိုးနော် coffee တစ်မျိုးတည်းတီးတက်မဟုတ်ပါဘူးရှင်ကျွန်မနှုတ်ပြစေတယ်ဥမာနောက်တစ်ခုကcoffee လို့တာရိုက်ရှာကြည့်လိုက် coffee နဲ့ပတ်သက်တဲ့ကောင်းကျိုးတွေအများကြီးအာယုံကြောကိုလန်းဆန်းစေတယ်ပြီးတော့အသက်ကြီးလာရင်အမေလွယ်တတ်တဲ့ယောဂဖြစ်တဲ့ Alzheimer ယောဂကိုလည်းသူကကာကွယ်ပေးထားနိုင်တယ်ပေါ့နော်အဲ့တော့ဒီ coffee လို့တာဘာပဲဖြစ်ဖြစ် coffee တောက်ပါဘလို့နေနေ coffee တောက်ပါလို့ပဲပြောချင်ပါတယ် coffee တစ်မျိုးတည်းကိုပဲဒီတန်တောက်ချင်တယ်ဆိုလည်းရပါတယ်ဒါပေမဲ့မဆာနဲ့ဒီတော့ပါတဲ့ဒီ coffee လေးကိုတောက်မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်တက်ချီကျမနှုတ်ပြစေတယ်အပူပေါ့စိတ်တောက်တွေကိုတော့ဖယ်ရှားပေးတာဖြစ်တဲ့အတွက်ပေါ့နော်တစ်ပတ်အတွင်းတောက်ရင်အရင်တိတာပါတယ်ရှင်ကျေးဇူးပဲနော်အခုလိုနားထောင်ပေးတဲ့အတွက်ကြံကြံလည်းပေးလို့ရတယ်လို့ဒါကတော့ချက်တိတမျှတက်တလောက်တိတလောက်လေးတွေကိုဒါဝေမျှပေးရပါကိုယ့်ရဲ့အတွေ့အကြုံလည်းပါတယ်လို့တခြားကိုကြောင်းနာဝရှိတဲ့အရာလေးတွေလည်းဒါနည်းနည်းလေးပေါ့နော်ကိုကဝေမျှပေးတာပါရှင်ကျေးဇူးပါရှင်